အနက်ရောင်ကားတစ်စီးရုတ်တရက်ထိုးရက်လာပြီးလူမိုက်တွေဆင်းလာတယ်သူတို့ကကျန်းဝမ်ရဲ့ပါဇက်ကိုပိတ်ပြီးကားပေါ်တင်းဆွဲတင်သွားကြတော့တယ်ဟေ့ကောင်မလေးနိုးလာပြီလားမင်းအဖေကတော့တေသွားပြီဒါပေမဲ့သူတင်ထားတဲ့အကျွေးတန်း30ကရှိနေသေးတယ်အဖေကျွေးသမီးဆက်ရမှာပဲအခုချက်ချင်းပတ်စံပေးစမ်းအကိုကြီးကျမအဖေကျွေးကိုတေချာပေါက်ပြန်ဆက်ပါမယ်အခုကျမစီမှာ15သိန်းစုထားတာရှိတယ်အဲ့ဒါအရင်ယူထားပြီးကျမကိုလွှတ်ပေးပါနော်15သိန်းကဘာလို့ရမှာလဲသူတောင်းစားကိုပေးနေတာမှတ်လို့ဒီနေ့ချက်ချင်းအကျွေးကြေအောင်ဆက်ပတ်စံမရှိရင်တော့မင်းကိုရောင်းပြစ်ရုံပဲမင်းရုပ်လေးကမစိုးပါဘူးရောင်းရင်ဈေးကောင်းရမှာတေချာတယ်ဒီညပဲမင်းကိုပို့ပေးမယ်ပတ်စံရှာပြီးအကျွေးဆက်เสียရတော့မလို့တော့ဘူးဒီအချိန်ရှမ်းမိသားစုအိမ်တော်မှာတော့ကလေးလေးကအဆက်မပြတ်အုံငုံနေပါတယ်ကလေးလေးဘာဖြစ်လို့လဲမငုံနဲ့နော်မမဒုက္ခရောက်နေပြီတတသိတယ်မမကိုလူဆိုးတွေဖမ်းသွားပြီးအမြန်သွားခဲ့ကြပါဗျာဒီကလေးဘာဖြစ်လို့ဒီလောက်တောင်ငုံနေရတာလဲရှောင်ရွက်ကျန်းဝံပြန်မရောက်သေးဘူးလားမရောက်သေးဘူးတခင်မကြီးဖုံးဆက်ကြည့်တော့လဲမကင်ဘူးဘာဒီလောက်မိုးချုံနေပြီကိုပြန်မလာသေးဘူးလားကြီးမားတဲ့တခင်မကြီး CCTV တွေအမြန်စစ်ကြည့်လိုက်တော့ကျန်းဝံကိုအနက်ရောင်ကားတစ်စီးကဖမ်းခေါ်သွားတာရဲလဲတိုင်ထားပြီးပြီဘာပြန်ပေးဆွဲခံရတာဟုတ်လားတခင်လေးကဘာလို့ဒီလောက်ငုံနေလဲဆိုတာအခုမှပဲသဘောပေါက်တော့တယ်တခင်လေးကကျန်းဝံအနေရကြုံနေတာကိုအာယုံခံမိနေတာပဲကျန်းဝံအခုအရန်အနေရများနေလောက်ပြီးအခုချက်ချင်းကျန်းဝံကူညီပေးခဲ့ဘူးတဲ့ချမ်းမိသားစုဟဲမိသားစုစူးမိသားစုဖန်မိသားစုတောင်မိသားစုအားလုံးကိုဖုံးဆက်အကူအညီတောင်းလိုက်ဘသူကကျန်းဝံကိုရှာတွေ့ငါတို့ရှမ်းမိသားစုကကျေးဇူးဆက်မယ်လို့ပြောလိုက်တခင်မကြီးရဲ့အမိန့်ကြောင့်မြို့ထဲကနမဲကြီးမိသားစုတွေအားလုံးရဲ့ကားတွေညရင်းချင်းထွက်လာကြတယ်ကားပေါ်မှာတော့ကျန်းဝံတယောက်ပါဇက်ပိတ်ခံထားရပြီးကြောက်လန့်တကြားနဲ့ကဲမဲ့သူကိုစောင့်နေပါတယ်ဘသူများလာခဲ့မလဲတခင်လေးကကျမကိုစောင့်နေလောက်ပြီးဟေ့ကောင်မလေးမငုံနဲ့ငိုလဲဘသူမှလာခဲ့မှာမဟုတ်ဘူးဒီလန်းကအရန်ပြတ်တယ်ငါတို့ပတ်စံရတာနဲ့မင်းကိုချက်ချင်းပို့လိုက်မှာအဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေစိန်ခံကားတွေအများကြီးဝိုင်းလာပြီးသူတို့ကားကိုပိတ်ရက်လိုက်ကြတယ်မြစ်တာကင်းတဲ့ကောင်တွေဘသူတွေမို့လို့ငါကားကိုလာပိတ်ရက်ရဲတာလဲလမ်းဖယ်ပေးစမ်းဟာအကိုကြီးအပြင်မှာကားတွေအများကြီးပဲကျွန်တော်တို့ကိုဝိုင်းထားပြီးကားပေါ်ကမိန်းကလေးကိုအခုချက်ချင်းလွှတ်ပေးလိုက်စမ်းမင်းတို့ကဘသူတွေမို့လို့လဲဒီမိန်းမနဲ့ဘာဆိုင်လို့လဲစကားများမနေနဲ့ကောင်မလေးကိုလွှတ်ပေးရင်မင်းတို့ကိုအသက်ချမ်းသာပေးမယ်မဟုတ်ရင်တော့တေဖို့သာပြင်ထားမလွှတ်ပေးနိုင်ဘူးလူများတိုင်းကြောက်မယ်ထင်နေလားသူတို့ကိုဖမ်းချီလိုက်စမ်းလူမိုက်တွေအကုန်လုံးကျမ်းပြင်ပေါ်ဒူးထောက်ကျသွားတယ်ကျန်းဝံဘာမှမဖြစ်တော့ဘူးနော်လာကြိုးတွေဖြီးပေးမယ်အားလုံးပဲလာခဲ့ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်ပြောစမ်းကျန်းဝံကိုဘာလို့ပြန်ပေးဆွဲတာလဲသူတို့အဖေကတန်း30အကျွေးတင်ထားလို့ပတ်စံတောင်းတာပါမပေးနိုင်ရင်ရောင်းစားပြီးအကျွေးဆက်ခိုင်းမလို့ပါတကယ်ကိုတေးချင်နေတဲ့ကောင်တွေပဲတော်သေးလို့ငါတို့အချိန်မီရောက်လာလို့ပေါ်မဟုတ်ရင်ကျန်းဝံကိုတကယ်ရောင်းစားပြစ်တော့မှမင်းတို့ကတန်း30အတွက်နဲ့ကျန်းဝံကိုပြန်ပေးဆွဲတယ်ဆိုတော့ငါကတန်း30အကုန်ခံပြီးမင်းတို့3ယောက်လုံးကိုအစဖျောက်ပြမယ်ခေါ်သွားကြစမ်းမလုပ်ပါနဲ့ကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါနောက်ဘယ်တော့မှမလုပ်ရဲတော့ပါဘူးကျန်းဝံနဲ့ဘယ်လိုလုပ်ချင်လဲရဲလက်ပဲအလိုက်ပါတော့ကျေးဇူးတင်ပါတယ်ရှင်ကောင်းပြီလေကျန်းဝံကဒီလိုပြောမှတော့ရဲလက်ပဲအလိုက်ပါငါတို့လက်ကိုညစ်ပတ်မခံတော့ဘူးအိမ်ပြန်ရောက်တော့ဒုတိယသခင်မကကျန်းဝံရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးနေတယ်နည်းနည်းတော့အောက်ခံတော့ကျန်းဝံခဏနေတက်တာသွားလိမ့်မယ်ဒီနေ့တော့ငါတို့ကိုတကယ်လန့်သွားစေတာပဲဘေးကင်းကင်းနဲ့ပြန်ရောက်လာလို့တော်သေးတယ်သခင်မကြီးတို့ကိုပူပန်သွားစေမိတဲ့အတွက်တောင်းပန်ပါတယ်ငါတို့တင်မကဘူးသခင်လေးလည်းစိတ်ပူနေတာနေ့လေကလေးကစငုံနေတာဘလို့ချော့ချော့မရဘူးနင့်ကိုတခုခုဖြစ်နေမှန်းသူသိနေတယ်လို့ပဲနင်ပြန်ရောက်လာမှပဲအငိုတိတ်သွားတော့တယ်ဒီကလေးကတကယ်ကိုနင့်အပေါ်တန်ရောစင်တွေနေတာပဲကလေးလေးလိမ်မာတယ်နော်မမဒဏ်ရာတွေအမြန်ပြောက်အောင်လုပ်ပြီးကလေးလေးကိုဖတ်ထားပေးမယ်နော်မမကစကားတီးရမယ်နော်သားကတနေ့လုံးမမကိုမတွေ့ရလို့လွမ်းနေတာမမဘယ်မှမသွားရဘူးနော်အဲ့ဒီညတော့သခင်လေးကိုနင့်စီမှာပဲတိတ်လိုက်ပါတော့ဒီနေ့သူလည်းတော်တော်လေးလန့်သွားရှာမှာပဲကျန်းဝံနေလဲဒီနေ့ပင်ပန်းသွားပြီးတေချာနားယူလိုက်အောင်3ရက်အကြာမှာတော့ရှမ်ဖိုးကြီးကခန်းထားတဲ့ညစာစားပွဲကြီးတစ်ခုကိုကျင်းပလိုက်ပါတယ်ကျေးဇူးပြုပြီးတက်ရောက်လာကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဒီပွဲကိုလုပ်ရတာကအကြောင်းကိစ္စတစ်ခုရှိလို့ပါကျန်းဝံကအရေးချင်းရှိတယ်လို့စိတ်ထားလဲကောင်းတယ်ဒါကြောင့်သူ့အဖေရဲ့အကျွေးတွေကိုငါကိုယ်တိုင်ဆက်ပေးလိုက်ပြီးတော့သူကငါမြေးလေးရဲ့အသက်သခင်ကျေးဇူးရှင်လည်းဖြစ်တယ်ဒါကြောင့်ကျန်းဝံကအခုချိန်ကစပြီးငါတို့ရှမ်းမိသားစုဝင်ဖြစ်သွားပြီးနောက်သူ့ကိုအကူအညီတောင်းချင်ရင်ငါတို့ရှမ်းမိသားစုကိုမျက်နှာသာပေးတဲ့အနေနဲ့ငါကူညီပေးမယ်ဒါပေမဲ့တယောက်ကများသူ့ကိုဒုက္ခပေးရဲ့ရင်ငါတို့ရှမ်းမိသားစုကိုရန်စတာပဲကဲအားလုံးပဲကလေးတွေရဲ့ကံကောင်းမှုအတွက်ဂုဏ်ပြုလိုက်ကြရအောင်သခင်ကြီးရဲ့စကားတခွန်းကတာမန်ကလေးထိန်းတယောက်ကိုရှမ်းမိသားစုရဲ့အကာအကွယ်အောက်ကလူတယောက်ဖြစ်သွားစေတဲ့အကျွေးတွေလည်းရှင်းသွားပြီဆိုတော့ကျွေးရှင်တွေလည်းကျမကိုထပ်ပြီးဒုက္ခမပေးရတော့ဘူးညစာစားပွဲအပြီးမှာတော့သခင်မနှစ်ယောက်ကကျန်းဝံကိုတီးတန့်ခေါ်တွေ့တယ်ကျန်းဝံသခင်ကြီးရဲ့စကားကနင့်ကိုခဏတစ်ဖြုတ်တော့အကာအကွယ်ပေးနိုင်တယ်ဒါပေမဲ့တစ်သက်လုံးတော့မဟုတ်ဘူးနင့်ကိုယ်ပိုင်အရေးချင်းနဲ့ရက်တည်နိုင်ဖို့လိုတယ်အမြဲတမ်းရှမ်းမိသားစုကိုမိခိုနေလို့မရဘူးဆိုတာနားလည်တယ်မလားနားလည်ပါတယ်ဒုတိယသခင်မရှမ်းမိသားစုကအခုလိုအကာအကွယ်ပေးတာကိုပဲကျေးဇူးတင်နေပါပြီကျမကိုချေထောက်ပေါ်ကိုရက်တည်နိုင်အောင်စူးစမ်းသွားမှာပါငါတိသားပဲနင်ကနားလည်လွယ်တဲ့သူဆိုတာအကျွေးကိစ္စနဲ့ပတ်သက်ပြီးနင့်မှာအစီအစဉ်တစ်ခုခုရှိလားလောလောဆယ်တော့မရှိသေးဘူးကလေးထိန်အလုပ်ကိုပဲတေချာဆက်လုပ်ပြီးပတ်စံစုအကျွေးဆက်သွားမှာပါကလေးထိန်အလုပ်ကနင့်ရဲ့အားသာချက်ဆိုပေမဲ့နင့်တယောက်တည်းရဲ့အချိန်နဲ့ခွန်အားကကန့်သက်ချက်ရှိတယ်ငါတို့နင့်ကိုရင်းနှီးမြှုပ်နှံမှုလုပ်ပေးခြင်းနဲ့အတူတူ professional ကလေးထိန်ကုမ္ပဏီတစ်ခုထောင်ကြမလားကုမ္ပဏီဟုတ်လားဟုတ်တယ်လေနင်ကကလေးတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တယ်ဒါကနင့်ရဲ့အဓိကအရေးချင်းပဲတယောက်တည်းလုပ်တာနဲ့ကုမ္ပဏီထောင်ပြီးလုပ်တာဘယ်ဟာကပတ်စံပိုရှာနိုင်မလဲဆိုတာစဉ်းစားကြည့်လေကျမလည်းပတ်စံမြင်မြန်ရှာခြင်းပါတယ်ဒါပေမဲ့ကုမ္ပဏီလုပ်ဖို့အတွေ့အကြုံမှမရှိတာကျမကတာမန်ကလေးထိန်တယောက်ပဲလေစိတ်မပူပါနဲ့ငါတို့ရှိတယ်လေအတူတူလုပ်ကြတာပေါ့
နင်ကအတော်ဆုံးကလေးထိမ့်မဲ့ကုမ္ပဏီကိစ္စတွေကိုငါဖြည်းဖြည်းချင်းတင်ပေးမယ်ဘယ်လိုလဲသဘောတူလားသဘောတူပါတယ်ဒါကကျမဝါသနာပါတဲ့အလုပ်ဖြစ်တယ်လို့ရှမ်မီသားစုရဲ့ကျေးဇူးကိုဆက်နိုင်မဲ့နီလန်းတစ်ခုလည်းဖြစ်ပါတယ်ဝါမမကကုမ္ပဏီတထေးမကြီးဖြစ်တော့မယ်ဆိုပေမဲ့သားကိုတော့ပြစ်သွားလို့မရဘူးနော်စိတ်ချပါကလေးလေးရဲ့မမကသခင်လေးနားကနေဘယ်မှမသွားပါဘူးကူညီဖို့လိုအပ်နေတဲ့ကလေးတွေအများကြီးရှိသေးတယ်သူတို့ရဲ့ပြဿနာတွေကိုဘယ်သူမှနားမလည်ကြဘူးဒါပေမဲ့မမကတော့နားလည်တယ်မမကသခင်လေးနားမှာအမြဲရှိနေပေးပြီးတခြားကလေးလေးတွေကိုလည်းတက်နိုင်တဲ့လောက်ကူညီပေးသွားမှာပါ